လူတွေရတာလာရုပ်စော်အလန်းလေးတွေရရှိပိုင်ဆိုင်ထားတဲ့ကစားသမား9ဦးအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘော်အိတ်ဒီမှာတင်ဆက်ပေးနေပါတယ်ခုခေတ်ဘောလုံးသမားတွေကငွေရွှင်ကြသလိုလက်ဖျားကလည်းငွေသီးနေတာကိုအားလုံးလည်းအသိဖြစ်ကြမှာပါဒါကြောင့်ဘောလုံးသမားအများစုကလည်း modern တွေနဲ့ celebrity တော်တော်များများနဲ့တွဲခုတ်ကြပါတယ်ဒီထဲမှာရုပ်ရည်ကအောင်စပုံလိုမြင်းဖြစ်နေပေမဲ့စော်အလန်းလေးတွေပိုင်ဆိုင်ထားကြတဲ့ကစားသမား9ဦးအကြောင်းကိုပြောပြချင်ပါတယ်နံပါတ်5အဇီးနဲ့သူ့ချစ်သူမိတ်ဆွေကစင်မြိုင်ကြီးပြိသက်ဖြစ်တာကြောင့်အဇီးကိုပုံမှန်မျက်နှာလိုထင်ရပေမဲ့ရမနှခမ်းရှိအသားရည်ကအစဒီလောက်ချွတ်ဆွတ်တူနေတဲ့အီဂျာကွေးနှခမ်းကိုအောင်စပူနဲ့တူတယ်လို့ပြောရင်တော့သူ့ဖန်တွေကရိုက်တာကိုခံရပါလိမ့်မယ်အာဆင်နယ်ဖန်တွေအတွက်အီဂျာကွေးနှခမ်းကချုံမောတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်ကျွန်တော်တို့အမြင်ကတော့ရှေ့ကပြောဆိုခဲ့သလိုပါပဲသူဇနီးအကြောင်းကိုတော့အီဂျာကွေးနှခမ်းတစ်ယောက်ကတေးကြကြလေးပြောပြထားခဲ့ခြင်းမျိုးတော့မရှိပါဘူးဒါပေမဲ့နတ်သမီးတစ်ပါးအလားပါမျိုးကြော်ရှင်းနေတာကတော့အမှန်ပါပဲနံပါတ်၄အန်ဒရစ်နဲ့ဂါဘရီလီမီရန်ဒါမိတ်ဆွေတို့ကအသက်19နှစ်မှာဘာလုပ်နေလဲမသိနိုင်ပေမဲ့အန်ဒရစ်ကတော့အသက်18နှစ်ကြော်လောက်လေးမှတင်မိတ်ဆွေတို့လက်ညောင်းခံမနေတော့ပဲလက်ထပ်သွားခဲ့တာလည်းဖြစ်ပါတယ်မီရန်ဒါမော်ဒန်တူဖြစ်ပြီးရီယယ်မက်ဒရစ်တိုက်စစ်မှုဟောင်းကိုမရင်ကျက်သေးခင်မှာပဲမမတို့ရဲ့ထုံးစံတိုင်းမောင်လေးအန်ဒရစ်ကိုဆွဲစားခဲ့တာလည်းဖြစ်ပါတယ်အန်ဒရစ်ကလည်းမဖြစ်သွားခဲ့ပြီး2024ခုနှစ်မှာတရားဝင်လက်ထပ်ခဲ့ကြတာလည်းဖြစ်ပါတယ်နံပါတ်3နီကိုဝီလီယံနဲ့ကာစီယာအမှန်တကယ်တွဲခုတ်နေတဲ့သတင်းကတော့မထွက်ပေါ်ခဲ့သေးပေမဲ့ပပါရာဇီတွေရဲ့အနံ့ခံကောင်းမှုကြောင့်နီကိုဝီလီယံတယောက်နွေရာသီအားလည်းရဲ့အပန်းဖြေတာပဲဖြစ်ဖြစ်သူ့အိမ်မှာမဝင်းကားချက်စားတာပဲဖြစ်ဖြစ်သူ့ဘေးနားမှာအမြဲတမ်းရှိနေတာကကာစီယာဆိုတဲ့မိန်းမချိုးလေးပါပဲသူမအကြောင်းကိုတော့ကျွန်တော်လည်းသူ့အဖေမဟုတ်တော့သိတော့မသိပါဘူးဒါပေမဲ့လက်လန်းမိတလောက်လေးလာကြည့်မိတဲ့အခါမှာ EBC ကမီးဖြတ်သွားခဲ့လို့ Wi-Fi လည်းပြတ်တောက်သွားခဲ့ရတာကြောင့်အပြည့်စုံတော့မသိခဲ့ရပါဘူး။မင်းသူမလိုင်သားရအထည်ကျုပ်စက်ယုံဘက်ကမဟုတ်တာတော့သိကြပါတယ်။ဘာလို့လဲဆိုတော့ဂါဇီယာကစပိန်နိုင်ငံသူဖြစ်နေလို့ပါ။ကြန့်ရှိနေတဲ့နောက်တဲ့နှစ်ဦးကိုဗီဒီယိုရှေ့သွားမှာစိုးရင်တာကြောင့်နောက်ထပ်တစ်ပုတ်ဖြစ်ဆက်လက်ဖော်ပြပေးပါမယ်။အစုံဒီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။